ဥရောပနဲ့အာရှတိုက်ကြားကော့ကေဆာတောင်တန်းဒေသမှာတည်ရှိတဲ့ဂျော်ဂျီယာနိုင်ငံအကြောင်းကိုရှင်းပြပေးပါမယ်။ဒီနိုင်ငံဟာရှေးကြတဲ့တမိုင်းကြောင်းထူးခြားတဲ့ဘာသာစကားနဲ့အဲဝတ်ကြီးပုံမှုတို့ကြောင့်ကမ္ဘာလက်ခရီးသွားတွေကြားမှာအလွန်ခေတ်စားလာတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ဂျော်ဂျီယာနိုင်ငံရဲ့အဓိကအချက်အလက်တွေကိုအောက်ပါအတိုင်းတင်ပြပေးလိုက်ပါတယ်။တစ်ချက်အခြေခံအချက်အလက်များမြို့တော်တဘီလီစီရှေးအောင်အဆောက်အဦတွေနဲ့ခင်မီဘီသူကလက်ရာတွေရောရွှက်နေတဲ့လှပတဲ့မြို့တော်ဖြစ်ပါတယ်။ဘာသာစကားဂျော်ဂျီယန်ကမ္ဘာပေါ်မှာတီးတန့်ဖြစ်တည်နေတဲ့ကိုပိုင်အခရာနဲ့စာရေးသားစနစ်ရှိတဲ့ဘာသာစကားဖြစ်ပါတယ်။ကိုးကွယ်ဒီဘာသာ Orthodox Christian ကမ္ဘာပေါ်မှာဒုတိယမြောက်ခရစ်စတီယန်ဘာသာဟုနိုင်ငံတော်ဘာသာအဖြစ်သတ်မှတ်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ငွေကြေးလာရီနှစ်ချက်စပါတယ်။ဝိုင်စတင်ယာကီဂျော်ဂျီယာဟာကမ္ဘာပေါ်မှာဝိုင်စတင်ထုတ်လုပ်ခဲ့တဲ့နိုင်ငံအဖြစ်နာမည်ကြီးပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း8000ခန့်ကကတည်းကဝိုင်လုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြတာဖြစ်ပြီးသူတို့ရဲ့ရိုးရာမြေအိုးကြီးများခွဲဗရီထဲမှာထည့်သွင်းအချင်းဖောက်တဲ့နီလန်းဟာ UNESCO အမွေအနှစ်စီရင်ဝင်ဖြစ်ပါတယ်။ထူးခြားသောပထဝီဝင်နဲ့ရှုခင်းများကော့ကေဆာတောင်တန်းကြီးများဥရောပရဲ့အမြင့်ဆုံးတောင်တန်းတွေထဲမှာပါဝင်ပြီးနှင်းဖုံးနေတဲ့တောင်ထိပ်တွေကြောင့်စောင်းရာသီအားကစားနဲ့တောင်တက်ခြင်းအတွက်အလွန်ကောင်းမွန်ပါတယ်။ Gargeti Trinity Church တောင်ပင်ကြီးတွေရဲ့နောက်ခံနဲ့တိမ်တွေကြားမှာရှိနေတဲ့ဒီဘုရားကျောင်းဟာဂျော်ဂျီယာရဲ့အထင်အငတ်သင်္ကေတတစ်ခုဖြစ်ပါတယ်။ပင်လယ်နက်နိုင်ငံရဲ့အနောက်ဘက်မှာပင်လယ်နက်ရှိတာကြောင့်ဘာတူမီလိုမျိုးလှပတဲ့ကမ်းခြေအပန်းဖြေမျိုးတွေရှိပါတယ်။အစားအစာယဉ်ကျေးမှုဂျော်ဂျီယာအစားအစာတွေဟာအရှေ့တိုင်းနဲ့အနောက်တိုင်းအရသာတွေပေါင်းစပ်နေပါတယ်။ခါချပူရီဒိန်းကျဲနဲ့ဥထက်ခါတဲ့လေပုံစံပေါင်းမှုထူပြီးဂျော်ဂျီယာရဲ့လူကြိုက်အများဆုံးအစားအစာပါ။ခင်ကာလီအသားဌာပနာသွင်းထားတဲ့မှုထုကြီးများထူပြီးမြန်မာပြည်ကကော်ပြန်ထုတ်ဒါမှမဟုတ်ရှန်ဟိုင်းစီအိုကက်တီနဲ့ဆင်တူပါတယ်။စူပါဂျော်ဂျီယာရဲ့ရိုးရာစားပွဲကြီးထူပြီးအစားအစာတွေနဲ့ဝိုင်းတွေနဲ့အတူတာမာတာလို့ခေါ်တဲ့အဖွေခေါင်းဆောင်ကစုတောင်းစကားတွေပြောကြတဲ့ဒလိရှိပါတယ်။တမိုင်းနဲ့နိုင်ငံရေးဂျော်ဂျီယာဟာဆိုဗီယက်ယူနီယံနဲ့အစိတ်အပိုင်းချစ်ခဲ့မှုပြီး1990ခုနှစ်မှာလွတ်လပ်ရေးပြန်လည်ရရှိခဲ့ပါတယ်။ဆိုဗီယက်အာဏာရှင်ဂျိုးဇက်စတာလင်ဟာဂျော်ဂျီယာနိုင်ငံသားဖြစ်ပါတယ်။လက်ရှိမှာတော့ဂျော်ဂျီယာဟာယူရိုပသမဂ္ဂထဲကိုဝင်ရောက်ဖို့စ조사နေပြီးဒီမိုကရေစီစနစ်ကိုခိုင်မာအောင်တည်ဆောက်နေပါတယ်။စိတ်ဝင်စားစရာအချက်အလက်တိုများရှေးကြသောလူယူထွန်းဂျော်ဂျီယာမှာဥရောပရဲ့ရှေးအကြဆုံးလူရွတ်ထွန်းကိုတွေ့ရှိခဲ့တာကြောင့်လူမျိုးနွယ်တွေအာဖရိကကနေဥရောပကိုပြောင်းရွှေ့ရမှာအဓိကလမ်းကြောင်းဖြစ်ခဲ့တယ်လို့ယူဆကြပါတယ်။အဲဝေကျေပွန်မှုဂျော်ဂျီယာလူမျိုးတွေဟာဧည့်သည်ဆိုတာဖျားသခင်ကပေးတဲ့လက်ဆောင်လို့ယုံကြည်ကြပါတယ်